ချင်းစီတဲ့အချင်းနဲ့ပတ်သက်ရင်အချိန်တိုင်းဟာပျော်ရွှင်စရာခွေအချက်ကရဆက်တဲ့ကိုချစ်သလားပြန်မချင်နိုင်ရဲ့ခွေ